ညီကိုရအားလုံးပဲမင်္ဂလာပါ Sporky ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညမှာတော့ Leeds United နဲ့ Chelsea တို့ရဲ့ Premier League ပွဲစဉ်ရှိနေရပဲဖြစ်ပါတယ်ပွဲကစိတ်ဝင်စားဖို့ကောင်းတာဖြစ်တယ်လို့မျိုးကျွန်တော်တို့ Chelsea အသင်းရဲ့အိမ်ကွင်းမှာကံမဲ့ပွဲလည်းဖြစ်လို့မလို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲမျိုးဖြစ်ပါတယ် Leeds United ကလည်းတန်းစင်းစုံနာအသင်းဖြစ်တဲ့အတွက်တော်တော်လေးရုန်းကန်မဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ဒီတော့ Chelsea အသင်းကဘယ်လိုတွေထိန်းချုပ်သွားမလဲဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်ဒီတော့ဒီပွဲစဉ်ကိုကျွန်တော်သုံးသက်ချက်3ချက်နဲ့ဒီအရင်ဆုံးပွဲကြိုသုံးသက်ချက်လေးလုပ်ချင်ပါတယ်ပထမဆုံးအနေနဲ့တော့တိုက်စစ်ပါတိုက်စစ်မှာဆိုရင်ဒီကိုပါမားရဲ့ဂိုးဖန်တီနိုင်စွမ်းနဲ့ဂိုးသိမ်းယူနိုင်စွမ်းတွေကအကောင်းဆုံးပွဲကိုဆုံးဖြတ်ပေးနေတာမြင်နေရတယ်ဒီတော့အခုဒီပွဲမှာဘယ်လိုတွေလာမလဲဆိုတာကြည့်ရမယ်ဂျောက်ဘက်ရိုနဲ့ကိုပါမားရဲ့အတွဲဖက်ကဒီနောက်ပိုင်းတွေမှာပို့ပြီးတော့ပုံပေါလာနေအောင်မြင်နေရဖြစ်တဲ့အတွက်ဒါကိုရိုစင်နီယာဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရမယ်ပွဲတစ်ပွဲဖြစ်တယ်ပြီးတော့တိုက်စစ်ပိုင်းမှာတောင်မန်ဘက်ချမ်းမှာပေါ့နော်နက်တိုကတစ်ခါတလေမှာအရန်ကောင်းပေမဲ့တစ်ခါတလေမှာဖောင်အောက်နေတဲ့တာလေးမြင်နေရတယ်ဒီတော့ရိုစင်နီယာကနက်တိုကိုဘယ်လိုပုံစံတွေပြောင်းပြီးကစားခိုင်းမလဲဆိုတာကိုဒီပွဲစဉ်မှာလည်းကြည့်ရမှာပဲဖြစ်တယ်ဒါကတော့နက်တိုသာပွဲထွက်လာခဲ့ရင်ပေါ့နော်ကွင်းလက်မှာကျတော့အန်ဆိုဖာနန်ဒက်စ်နဲ့ကိုင်စီတိုတို့ရဲ့အတွဲဖက်ကဒီကွင်းလက်အဖြတ်လုံးအားတော့မှာတော်တော်လေးကောင်းမွန်လာတာတွေ့ရတယ်ဒီတိုက်စစ်မှာလည်းကူနိုင်စွမ်းရှိတယ်ပြီးတော့ကွင်းလက်အဖြတ်မှာလည်းတော်တော်လေးကောင်းမွန်လာတာမြင်နေရတယ်ပြီးတော့ရိုစင်နီယာလက်ထက်မှာတတိထားမိတာတစ်ခုက Reef Jane ပေါ့နော် Reef Jane ကဒီကွင်းလက်မှာတက်ပြီးတော့ကစားနေရတာလေးမြင်နေရတယ်ဒီတော့ဒီပွဲမှာ Reef Jane သာပါလာမယ်ဆိုရင်ကွင်းလက်ကစားမှာလားနောက်တန်းကစားမှာလားလည်းစိတ်လှုပ်ရှားစရာတစ်ခုပဲဖြစ်နေပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့တော့ကျွန်တော် Chelsea အသင်းအတွက်အရေးပါဆုံးဖြစ်တဲ့ခံစစ်ပိုင်းပဲဖြစ်ပါတယ်ခံစစ်ပိုင်းမှာတစ်ခါလေးမှာအာယုံစူးစိုက်မှုယော်နေတာတွေပြီးတော့လူအင်အားမရှိတာတွေကဒီ clean sheet ရဖို့အတွက်ကိုတစ်ခါလေးမှာအခက်အခဲဖြစ်နေတတ်တယ်ဒီတော့ခံစစ်ပိုင်းအာယုံစူးစိုက်မှုကလည်းကျွန်တော် Chelsea အသင်းအတွက်တော်တော်လေးအရေးပါတဲ့အချက်တစ်ချက်လို့ပြောချင်ပါတယ်ဒီတော့ဒီခံစစ်ပိုင်းကိုရော Rosinia ဘယ်လိုကင်တွယ်မလဲဆိုတာစောင့်ကြည့်အောင်ပါဖြစ်ပါတယ်ကျွန်တော် Chelsea အသင်းမှာကျတော့အဲ့လိုမျိုးခံစစ်ကိုဥဆောင်မဲ့ရင်းကျက်တဲ့ဝါရင်ကစားသမားမရှိခြင်းကလည်းဒီ Chelsea ခံစစ်ကိုနည်းနည်းလေးတော့တက်ရောက်မှုရှိနေတယ်အဲ့တော့ဒီပွဲမှာဘယ်လိုတွေလာမလဲဆိုတော့တစ်ချက်စောင့်ကြည့်အောင်ပါဖြစ်ပါတယ်အချင်းချင်းအနေနဲ့ပြောရရင်တော့ကျွန်တော် Chelsea အသင်းကဒီညပွဲမှာလည်း better play နဲ့ဘောလုံးအသာစီးရမှုကိုပဲဦးစားပေးပြီးကစားသွားမှာပဲဖြစ်တယ်ဒီတော့ Rosinia ရဲ့ better play ကစိတ်ရှိလက်ရှိနဲ့ပုံဖော်ရတာဖြစ်လို့ပထမပိုင်းတစ်ပိုင်းကတော့တစ်ခါလေးမှာရုန်းကန်နေရတာလည်းတွေ့ရတယ်ပြီးတော့ Rosinia ရဲ့ပွဲဖက်နိုင်စွမ်းကလည်းဒီပထမပိုင်းတစ်ပိုင်းလုံးပွဲကိုတေချာလေးအဆုံးဖြတ်ပြီးကကြမှာဒီဒုတိယပိုင်းမှာလိုအပ်တဲ့အပြောင်းလဲကိုလုပ်တာများတာဖြစ်တဲ့အတွက်ပထမပိုင်းမှာတော့ကျွန်တော် Chelsea အသင်းဘယ်လိုတွေရုန်းကန်ရမလဲဆိုတော့စောင့်ကြည့်အောင်ပါဖြစ်ပါတယ်ဒီတော့ဒီညပွဲပေါ်မှာ brother တို့ဘယ်လိုမြင်နေရှိတယ်ဆိုတော့ကျွန်တော်တစ်ချက်ပြောပြပေးသွားလို့ရပါတယ်စိတ်ပါဝင်စားလို့ဘောလုံးပွဲကိုအကောက်ဖောက်ဆော့ကစားခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာရောက်အကောက်ဖောက်ဆော့ကစားလို့ရပါတယ်မောင်းနေ body တွေစိတ်ကြိုက်ကစားလို့ရ Sport Zone ဆိုတဲ့ app ရှိပါတယ်စိတ်ပါဝင်စားလို့ကစားခြင်းနဲ့ဆိုတော့ Viber Telegram ဖုန်းနံပါတ်39 968 988 805ကိုဆက်သွယ်ဆောင်သားလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာခုလိုမျိုး Sony ယူသွားပြန်ညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ